ကျွန်တော်ကကိုစုထားတဲ့ပတ်စံအကုန်ထုတ်ပြီးဘေးပတ်ပတ်လဲနိုင်ရန်သုံးဖက်ပါတဲ့တီးတန့်ကားပါကင်နေရာလေးတစ်ခုဝယ်ထားတာကိုအိမ်နီနာချင်းရဲ့ကြည်ရဆိုးလာတဲ့ပန်းရောင်ကားကနေတိုင်းလာပြီးအပိုင်စီးထားတယ်ဗျာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လဲလုံးဝမထားခဲ့တဲ့အပြင်သူကကျွန်တော်နေရာရဲ့အလဲတက်တက်မှာသူ့ကိုယ်ပိုင်ပြီးတော့ခတ်တဲ့မူလီတိုင်ကိုတောင်လာပြီးစက်ကရူးနဲ့စိုက်သွားသေးတာသူကကျွန်တော်နေရာကိုဒီလောက်တောင်သဘောကျနေမှာတော့ကျွန်တော်လည်းတစ်ခုစဉ်းစားလိုက်မိတာပေါ့သူ့ကိုဒီနေရာကနေဘယ်တော့မှထွက်မရအောင်လုပ်ပြမယ်လို့လေလုပ်เสียရှိတာတွေလုပ်ပြီးတာနဲ့အကျန်းခံတန်မနီအတားစီးတိုင်တွေကိုပါလာစိုက်ပစ်လိုက်တယ်အခုတော့သူ့ကားကတရားဝင်ကျင်းကျသွားပြီပေါ့ဖုန်းခေါ်တာတွေကိုလစ်လူရှူစာတွေကိုဖတ်ပြီးအကြောင်းမပြန်ဘဲထားလိုက်ပြီးအဲ့ဒီအတားစီးတိုင်တွေကိုတူလာရိုက်ခွဲဖို့စူးစမ်းတဲ့စက္ကန့်မှာတင်ပုဂ္ဂလိကပိုင်ပစ္စည်းကိုတမင်တက်တက်ဖျက်ဆီးမှုနဲ့ရဲကိုလှမ်းတိုင်လိုက်တော့တာပေါ့အားလုံးကတော့ကျွန်တော်အမိုက်သွားပစ်ဖို့အောက်ထပ်ကိုဆင်းခဲ့တဲ့နေ့ကစားတာပါကျွန်တော်နာမည်ကစုချန်လို့ခေါ်ပါတယ်လွန်ခဲ့တဲ့တလလောက်ကအဲ့ဒီထောင်ကပါကင်နေရာလေးကိုဝယ်ဖို့စုထားတဲ့ပတ်စံတွေအကုန်ထုတ်သုံးလိုက်ရတာနိုင်ရန်သုံးဖက်ရှိပြီးတာမန်ထက်လဲပိုကျဲတဲ့အပြင်တအိမ်ရာလုံးမှာအကောင်းဆုံးတီးတန့်ပါကင်နေရာပေါ့ကျွန်တော်ကအစ်စ်ကနောက်ထပ်တလလောက်နေမှရောက်မှာဆိုတော့အဲ့ဒီနေရာကလောလောဆယ်အလုပ်ကြီးဖြစ်နေတာဒါပေမဲ့အဲ့ဒီနားကဖျက်လျှောက်သွားတိုင်းစေးတုပ်ထားတဲ့ကျမ်းပြင်ပေါ်ကကျွန်တော်နံပါတ်ကိုမြင်ရတာနဲ့တင်ရင်ထဲမှာတိတ်တဆိတ်ပီတိဖြစ်ရတယ်ဗျာအဲ့ဒီနောက်အင်္ဂါနေ့မနက်ခင်းရောက်တော့အမိုက်ပစ်ဖို့အောက်ဆင်းရင်ပါကင်ဘက်ဝင်ကြည့်လိုက်မိရကနေကျွန်တော်ရဲ့စိတ်အခြေအနေကောင်းလေးလုံးဝပျက်စီးသွားခဲ့ရတော့တာပါပဲအိမ်နီနာချင်းရဲ့တောက်တောက်ပြောင်ပြောင်ပန်းရောင်ကားကြီးကကျွန်တော်နေရာရဲ့အလဲတက်တက်မှာလာရက်ထားတာကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်လည်းမရှိဘူးကားကလည်းစောင်းစောင်းကြီးရက်ထားပြီးဘီတဝက်ကကျွန်တော်ရဲ့အဖြူရောင်စီးပေါ်တင်းထားသေးတာအဲ့ဒီကားကိုကျွန်တော်ကောင်းကောင်းသိတာပေါ့ဆက်နှစ်လွာကလူကသူ့ကိုယ်သူတခင်လေးကြောက်လို့ခေါ်တာဗျဓာတ်လေကားထဲမှာသူနဲ့ဆုံရင်ဈေးပေါ်တဲ့ရေမွေးနှံ့ကြီးကအရှိန်နဲ့လာဆော်တော့တာပဲစပင်ကလည်းရင်ကောင်းသားရင်တောင်ချော်ကျမတက်စီတွေရွှဲနေပြီးအမြဲတမ်းမိန်းကလေးအစ်စ်တွေနဲ့အဝင်ထွက်လုပ်နေတတ်တာဖြစ်လို့တနေ့24နာရီပတ်လုံးငါကတထေးသားကွာဆိုပြီးရှောက်အောင်နေတယ်လို့မျိုးပါပဲကျွန်တော်လည်းစိတ်ထဲကဒေါသကိုမျိုးသိပ်ပြီးအဆောက်အုံစနစ်ထဲကနေသူ့ဖုန်းနံပါတ်ကိုရှာကာလှမ်းခေါ်လိုက်တော့9ချက်10ချက်လောက်မြည်ပြီးမှဖုန်းကိုကင်တယ်အိတ်ချင်မူတူနဲ့အတော်လေးကိုစိတ်ပြက်နေတဲ့လေတန်ကြီးနဲ့ပေါ့ဟယ်လိုဒီမနက်စောစောကြီးဘယ်သူလဲဗျာတကယ်ပဲနောက်နေတာလားဆက်နှစ်လွာကမစ္စတာကြောက်ခမကျွန်တော်အောက်ထက်ကအိမ်နီနာချင်းစုချံပါခမရဲ့ပေါ်ရှိကားကြီးကကျွန်တော်ရဲ့တီးတက်နေရမှာလာရက်ထားလို့ပါလာရွှေ့ပေးလို့ရမလားခမကျွန်တော်တော်တော်လေးစိတ်ထိန်ပြီးရင်ကြေးကြေးပဲပြောလိုက်တာပါအေးရတယ်ငါမျက်နှာတစ်ပြီးတာနဲ့ချက်ချင်းဆင်းခဲ့မယ်အဲ့ဒီခဏလေးတစ်မဲ့မျက်နှာက2နာရီအပြည့်တောင်ကြာသွားတယ်ဗျာကျွန်တော်လည်းအဲ့ဒီအချိန်ပတ်လုံးပူအိုက်ပြီးမွန်းကျက်နေတဲ့ပါကင်ထဲမှာပဲပိတ်မိနေခဲ့ရတယ်ကျွန်တော်နောက်ထပ်3ချိန်လောက်ထပ်ခေါ်ခဲ့သေးတယ်သူကတစ်ခေါက်မှမကင်ပဲဖုံးချပစ်တာကြီးပဲမွန်းတက်ခါနီးမှာတခင်လေးကြောက်တယောက်တစ်စိပ်ပါဖက်နှက်အကောင်းစားကြီးကိုစီးပြီးကျိုးတကိုစားခေါင်းဝှထားတဲ့ကောင်မလေးတယောက်ကိုဖက်ကနောင်တအရေးရောင်လုံးဝမရှိတဲ့လူတယောက်လိုဓာတ်လေကားထဲကနေအေးလူထွက်လာတော့တယ်ပါကင်နေရာနားမှာကျွန်တော်ရက်နေတာကိုသူမြင်သွားတယ်လေတောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းတောင်မပြောဘဲဒါကိုအစင်တန်းလို့ခေါ်တာညီလေးမင်းသားလည်းမဟုတ်ပါဘူးလို့ပဲပြောတယ်ဗျာသူကကားတကားကိုမိပြီးကျွန်တော်ကိုခြေဆုံးကောင်းဆုံးကြည့်ကမောက်မာတဲ့အပြုံးလေးနဲ့ပြုံးပြလိုက်သေးတာကဲပါကွာဒီလောက်လဲစိတ်မကြီးစမ်းပါနဲ့အဆောက်အုံစီမံခန့်ခွဲရေးအဖွဲ့ကပြောတော့မင်းကားကနောက်တလနေမှရောက်မှာဆိုငါရဲ့ပေါ်ရှိကားကဒီမှာလာရက်နေတာလေဒါကမင်းရဲ့နေရာကိုကန်ကောင်းချင်းတွေယူဆောင်လာပေးတာလို့ခေါ်တယ်ကွာကျေးဇူးတင်ဖို့မလိုပါဘူးအဲ့ဒီအချိန်မှာကောင်မလေးကလည်းဝင်ပြောတာပေါ့ဟုတ်တယ်လေရိုးရိုးကားအစုပ်လေးတစ်စီးအတွက်ကိုပဲဖာရာရီကားကြီးကြနေတာပဲဘာလို့ဒီလောက်တောင်ဖြစ်ပြနေတာလဲတကယ်ကိုအပိုတွေလှုပ်လုံးနေကျွန်တော်ကတော့မျက်နှာကိုတင်းထားလိုက်တယ်ဒီနေရာကိုကျွန်တော်ကိုယ်ပိုင်ပတ်စံနဲ့ဝယ်ထားတာဗျကျွန်တော်အလုပ်ပဲထားစပေးပဲလာရက်ဒါမှမဟုတ်ဘာအတွက်မှ3မိနစ်ပဲထားရတယ်ဒါဟာကျွန်တော်ရဲ့အခွင့်အရေးပဲဖယ်လိုက်ပါခမားကားကိုအဲ့ဒီတော့မှကြောက်ရဲ့မျက်နှာကပြတ်သွားတော့တယ်သူကနှောင်းရှုံလိုက်ရင်ပေါ့တော်တော်စိတ်ပုတ်တဲ့ကောင်အမျော်မြင်လည်းမရှိဘူးဒါကြောင့်မို့လဲမင်းကဈေးပေါ်တဲ့ကားစုပ်ပဲမောင်းနိုင်တာမဆန်းပါဘူးပြီးတာနဲ့လီဗာကိုနင်းလိုက်တော့တာပဲပေါ်ရှိကားကြီးဟိန်းထွက်သွားပြီးကျွန်တော်ကိုတော့မီးခိုးငွေတွေကြားထဲမှာတီးလျက်သားထားခဲ့တာပေါ့ဒီလောက်နဲ့ပဲပြီးသွားပြီလို့ကျွန်တော်ထင်ခဲ့တာတခါတလေလမ်းလျှောက်ရင်ခွေးချေးနေမိတယ်လို့မျိုးပေါ့ထားလိုက်ပါတော့လေဒါပေမဲ့ကျွန်တော်ကဒီကောင့်ကိုအထင်သေးမိသွားတာဖြစ်ပြီးသူ့ရဲ့အောက်တန်းကြမှုကဘလောက်ထိတောင်ရှိလဲဆိုတာကိုလုံးဝခံမှန်းလွဲသွားခဲ့တာပါ2ရက်လောက်ကြာပြီးတဲ့နောက်ကျွန်တော်ဆိုင်ဘက်ကိုထွက်လာခဲ့တယ်အကျင့်တိုင်းကျွန်တော်ပါကင်နေရနာကဖျက်လျှောက်သွားမိရကနေတူတူက200အထိတက်သွားရတော့တာပဲအဲ့ဒီပန်းရောင်ပေါ်ရှိကားကြီးပြန်ရောက်နေပြန်ပြီဗျာထပ်ပြီးတော့ပေါ့တင်မကသေးဘူးဒီတစ်ခေါက်ကပိုပြီးဆိုးသွားပြီကျွန်တော်ကျမ်းပြင်ရဲ့အလဲတက်မှာတယ်တယောက်ယောက်ကကွန်ကရစ်ပေါ်မှာအဝါနဲ့အမဲရောင်ရီမူးနဲ့ထိန်းရတဲ့ပြီးတော့ခတ်တော့အစ်ဆက်ကြီးကိုအပေါက်ဖောက်ပြီးလာဆိုင်ထားတာဗျကျွန်တော်လည်းမျက်စိကိုယ်တောင်ပြန်ပုတ်ပြီးကြည့်လိုက်ရတယ်သူကကျွန်တော်ရဲ့ကိုယ်ပိုင်ပစ္စည်းပေါ်မှာသူ့တော့ကိုလာပြီးအပေါက်ဖောက်ဆိုင်သွားတာတကယ်ကြီးပဲလားဒီကောင်ကတော့တက်ဆောက်အောင်လုံးကိုသူ့ပိုင်အင်ပါယာကြီးလို့ထင်နေပုံရတယ်ကျွန်တော်လည်းဖုန်းထုတ်တက်ပုံရိုက်ပြီးတိုက်ခန်းနေသူတွေရဲ့ group chat ထဲကိုပို့ကဆက်နှစ်လွာကိုတက်လိုက်တော့တယ်မစ္စတာကြောက်ခမရဲ့တော့ကဘာလို့ကျွန်တော်ပါကင်နေရာမှာလာပြီးမူလီနဲ့အသေးသက်ထားရတာလဲဆိုတာရှင်းပြပေးမလားအဲ့ဒီနောက် group chat ကြီးကလုံးဝတိတ်ဆိတ်သွားတော့တာပဲစကားပြောဆုံးအိမ်နီနာချင်းတွေတောင်ဘာမှဝင်မပြောရဲကြတော့ဘူးအားလုံးကစောင့်ကြည့်ရုံပဲကြည့်နေကြတာ10မိနစ်တောင်မပြည့်ခင်မှာပဲကြောက်ကမောက်မာဝါကြွားတဲ့လေတံအပြည့်နဲ့ voice message တစ်ခုပို့လာတယ်